ကဲဒီနေ့ကတော့ကျွန်တော်တို့မနက်စောစီ0မိုင်ကို97လေးထည့်ပြီးတကယ်ချင်းနေနဲ့ cruise မှာဖြစ်ပါတယ်ခုကကျွန်တော်တို့မနက်6နာရီထိုးသေးဘူးပေါ့နော်ဘယ်ကားလေးနဲ့တွားရင်ကောင်းမလဲဆိုတော့ eeny meeny miny mo okay let's goပြိုင်ကားဆိုရင် manual မောင်းမှသဘောချရဲဆိုရင်ညီကိုတွေအတွက်ကျွန်တော် knowledge sharing video တွေအနေနဲ့ပြိုင်ကား manual တွေကကျွန်တော်တို့ပုံမှန်ကား manual တွေနဲ့ဘယ်လိုမျိုးကွာခြားလဲကျွန်တော်တို့ပြိုင်ကားဆိုရင်ကျွန်တော် manual ဘယ်လိုမျိုး advance တွေမောင်းလို့ရတယ်ပေါ့နော်ကျွန်တော်ပြီးတော့ heel and toe တွေဘယ်လိုကောင်းကောင်းလုပ်လဲကျွန်တော်တို့ပြိုင်ကားတစ်စီးရဲ့ corner ဝင်ရဲ့ manual ဘယ်လောက်တောင်ဒီက chain တာအရေးကြီးတယ်ဆိုတဲ့ဟာတွေကိုကျွန်တော် knowledge sharing နဲ့တင်ပေးသွားမှာဖြစ်ပါတယ်အခုတော့ကျွန်တော်တို့ garage 28ကိုရောက်ပြီဆိုတော့တကယ်ချင်းနေနဲ့ကျွန်တော်တို့ cruise သွားဖို့ ready ဖြစ်ပြီကျွန်တော်တို့ဒီနေ့ကတော့ M3 လေးတစ်စီးရယ်ကျွန်တော်တို့ GTR R34 လေးတစ်စီးရယ်ပြီးတော့ကျွန်တော်တို့နောက်ထပ် surprise လေးတစ်စီးရှိသေးတယ်ခဏနေကြမှာတွေ့ကျွန်တော်တို့မိုးလေးနဲ့အတူ surprise တစ်ဖြတ်ရောက်လာတာတော့ကျွန်တော်တို့ရဲ့အကိုကြီးတယောက်ဖြစ်ပါတယ် R8GT နဲ့ပါဒီကောင်ကတော့ limited edition ပေါ့နော်ကျွန်တော်တို့အခုလိုမျိုးမိုးလေးတစ်ဆက်ဆက်နေဆိုရင်တော့ factory ထုတ်တဲ့ကကျွန်တော်တို့ traction မပါတယ် Silvia တွေရဲ့တော့တချို့ကလည်း heaven လို့ပြောတာပေါ့နော်တချို့ကလည်း hell ပေါ့ဗျာတော်တော်ပြင်ပန်းပါတယ်ဒီကောင်ကကျွန်တော်တို့မိုးရေတွေကိုဒီတိုင်းလေးတက်တက်လေးဖြတ်လိုက်ရင်တော့ hydroplane ဖြစ်နေတယ်ပေါ့နော်ကားဘာလို့ဆိုကျွန်တော်တို့မှာ traction လည်းမပါဘူးကျွန်တော်ကားဆိုရင်ဒီကောင်ကendless brake တွေကျွန်တော်တို့caliper ရော endless system တစ်ခုလုံးလဲထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ stock ABS system မရှိတော့ဘူးပေါ့နော်အဲ့တော့ကြတော့ဒီကောင်ကလုံးဝ truck ကားတစ်စီးလိုပဲ ABS မပါဘူး traction မပါဘူးလုံးဝ human power တည်တယ်ပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမျိုးလူကိုယ်တိုင် control လုပ်ရတဲ့အဲ့လို raw power ကိုကျွန်တော်တို့ပိုကြိုက်တယ်ပေါ့နော်အရင်ဘက်ဆန်းလေးရတယ်0မိုင်မှာကျွန်တော်စီသွားထည့်ဖို့ဆိုပြီးတော့တကယ်ချင်းနေနဲ့ cruise ရသေးတယ်ပေါ့နော်ဒါပေမဲ့ဒီ land road မှာမိုးတွေတအားရွာနေတာနဲ့ကျွန်တော်တို့ထည့်ပြီးပြန်လာခဲ့တာပေါ့နော်ဒီနေ့တော့ကျွန်တော်တို့မိုးရွာနေပူ97လေးတော့ရအောင်သွားထည့်မယ်ဆိုပြီးသွားနေပါပြီ
0 မိုင်တော့ရောက်ပါပြီပီတီပေါင်မှာစီးထည့်ပါမယ်တော့အခုစီထည့်ပြီးခဏနားနေရပါတော့ဒီကောင်လေးကတော့ E92 M3 လေးဖြစ်ပါတယ်ဒီကောင်ကကျွန်တော်တို့အခုမြင်နေရတာကတော့ limited edition ပေါ့333စီးပဲထုတ်ထားတယ်မြန်မာနိုင်ငံမှာတစ်စီးရှိတဲ့ V10 GT R8 လေးပေါ့နော်ပြီးရင်ဒီကောင်ကတော့ကျွန်တော် infamous JDM R34 GTR ပေါ့နော်ပြီးရင်တော့ဒါကတော့ကျွန်တော် Silvia လေးပဲဖြစ်ပါတယ်ကျွန်တော် Silvia လေးကတော့ S15 Spec R လေးဖြစ်ပါတယ်ကျွန်တော် Spec R ကတခြား S15 နဲ့ဘာကွာသွားလဲဆိုတော့ဒီကောင်ကတော့ highest trim ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ Spec S တွေရှိရယ်ကျွန်တော်တို့ Octave version တွေရှိရယ်အဲ့ကောင်တွေက NA တွေကျွန်တော်တို့5 speed တွေနဲ့လာတာပေါ့နော်ဒါပေမဲ့ဒီကောင်ကတော့6 speed manual မှာ turbo နဲ့ပေါ့နော်